ကျွန်တော်တို့ထင်သားသလိုအင်တာနက်ကကောင်းကင်ဘဝကနေဝုန်းဆိုကြလာလားဒါမှမဟုတ်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ receiver တစ်ခုကနေပြီးတော့ဗောနော်ဒီကောင်းကင်ဘဝမှာရှိတဲ့သူတို့အင်တာနက်ဆိုင်ရာကနေလွှင့်တင်ထားတဲ့ဒီစနစ်တွေကနေလှမ်းချိတ်ပြီးတော့အင်တာနက်ကိုအသုံးပြုနေရလားအမျိုးမျိုးပေါ့နော်မေးခွန်းထုတ်စရာရှိတယ်ဒါပေမဲ့ခင်ဗျားမသိသေးတာကအင်တာနက်ကအဲ့ဒီအရာတွေကနေစခဲ့တာမဟုတ်သလိုအဲ့လိုစနစ်တင်နဲ့လည်းလောက်ထားတာမဟုတ်ပါဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့အင်တာနက်ရဲ့အစပေါ့နော်အင်တာနက်ကိုဘယ်လိုတည်ထွင်ခဲ့လဲပြီးတော့အင်တာနက်ကနေဘယ်လိုကြီးကျေပြန့်သွားရလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအစကနေအဆုံးထိပြောလိုက်ကြရအောင်ပေါ့နော်မှန်ပါတယ်ဒီအင်တာနက်ရဲ့အစကတော့ကျွန်တော်တို့တွေအရန်ကိုထူးဆန်းတဲ့ဇလန်တစ်ပုဒ်ကနေစခဲ့တာပါဘယ်လိုဇလန်လဲဆိုတော့ဒီအကြောင်းအရာပြောမှဆိုလို့ရှိရင်တော့1950ပြည့်နှစ်တွေကိုသွားရလိမ့်မယ်ပေါ့နော်1950ပြည့်နှစ်တွေမှာဆိုလို့ရှိရင်တော့ဒီအမေရိကန်တို့ဒီရုရှားတို့ဆိုတာစစ်ဘက်ဆိုင်ရာမှာတော်တော်လေးကိုပေါ့နော်အရန်ကိုအားပြိုင်နေတဲ့ခေတ်ဖြစ်တယ်ပေါ့နော်ဘာလို့ခုလိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေပေါ့နော်အမေရိကန်မှာဒီလက်နက်တစ်ခုတီထွင်လိုက်ရင်ရုရှားအသေးချာပေါ့လက်နက်တစ်ခုထပ်ပြီးတီထွင်တယ်ပြီးသွားရင်သူတို့တီထွင်တဲ့အကြောင်းကိုပြန်ပြီးတော့ပေါ့နော်ကျင်ညာရပေါ့နော်အဲ့လိုပုံစံမျိုးပဲတယောက်နဲ့တယောက်ကအားပြိုင်မှုတွေအရန်ကိုရှိနေတဲ့ခေတ်ပေါ့နော်1950လောက်တုန်းကဆိုလို့ရှိရင်ဘာတွေဖြစ်လဲဆိုတော့အစပြောလို့စစ်ရေးတိုက်ပွဲတွေကြားကာလပေါ့နော်စစ်ရေးတိုက်ပွဲဆိုတာစစ်တော့ခုလိုမျိုးမတိုက်ဘူးဗျာဒါပေမဲ့လည်းတယောက်နဲ့တယောက်ပေါ့နော်ဘာတီထွင်နဲ့ညာတီထွင်နဲ့ဆိုပြီးတယောက်ကိုတယောက်ဘယ်လိုပြောမလဲကျုံဝါနေတဲ့ခေတ်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အချိန်မှာဘာထဖြစ်လာလဲဆိုတော့1959ခုနှစ်လောက်မှာဒီရုရှားပေါ့နော်ဆိုဗီယက်ကနေပြီးတော့ Sputnik ဆိုတဲ့ဒီဂျိုရူသလုံးကိုကောင်းကင်ပေါ်လွှင့်တင်နိုင်ခဲ့တယ်ဒီ Sputnik ဆိုတဲ့ဂျိုရူကကမ္ဘာမှာပထမအဦးဆုံးလွှင့်တင်နိုင်တဲ့ဂျိုရူပါကမ္ဘာပထမအဦးဆုံးဂျိုရူပေါ့နော်အဲ့လိုမျိုးလွှင့်တင်လိုက်တဲ့အခါမှာအမေရိကန်ကတုံ့လုံသွားတယ်ဗျအရန်ကိုကြောက်သွားတယ်ဘာလို့လဲဆိုတော့ပေါ့နော်ဒီရုရှားကအခုလိုမျိုး Sputnik ဆိုတဲ့ဒီဂျိုရူသလုံးကိုလွှင့်တင်နိုင်ခဲ့မယ်ဆိုလို့ရှိရင်နောက်ပိုင်းငါတို့ရဲ့ဒီပေါ့နော်စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးစနစ်တွေကိုလည်းမဖြတ်စည်းနိုင်ဘူးလို့မပြောနိုင်ဘူးအဲ့ဒါဖြစ်တဲ့အတွက်သူတို့ဂျိုရူလွှင့်နေတဲ့နောက်ငါတို့စိတ်ဝင်စားဘူးဒါပေမဲ့ငါတို့ရဲ့အဓိကဖြစ်တဲ့ပေါ့နော်ဒီစစ်ဘက်ဆိုင်ရာစနစ်တွေကိုမပြတ်စည်းအောင်ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲကယ်ပြီးတာသူတို့ဖြတ်စည်းခဲ့ရင်တောင်မှပဲငါတို့ကပေါ့နော်တခြားနည်းစနစ်နဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ဒီစစ်ဘက်ဆိုင်ရာဆက်သွယ်မှုစနစ်လေးကိုစဉ်းစားခဲ့ကြရပေါ့နော်သူဒေသနာတစ်ခုကိုစပြီးတော့တည်ထောင်ခဲ့ပေါ့နော်ARPA ဆိုတဲ့ဒီပေါ့ကျွန်တော်အဖလို့ပဲခေါ်ပါတော့အဲ့ကောင်လေးကိုစပြီးသူဒေသနာတစ်ခုတည်ထောင်ခဲ့တယ်အဲ့ဒီသူဒေသနာရဲ့ရွေချက်ကဆိုပြောလို့ပဲဒီရုရှားရဲ့တိုက်ခိုက်လို့ပေါ့နော်ဆက်သွယ်ရေးလိုင်းတစ်ခုကိုပြတ်သွားခဲ့ရင်တောင်မှတခြားနီလန်းကနေပြီးချက်လက်တွေစီးစင်းနိုင်တဲ့ကိုရတစ်ခုဖြစ်အောင်ဖန်တီးဖို့သူတို့ကသူဒေသနာတစ်ခုကိုတည်ထောင်ခဲ့ကြရပေါ့နော်1960ဝန်းကျင်လောက်မှာတော့ဒီပေါ့နော်အမေရိကန်အစိုးရပြောလို့အဖဆိုတဲ့ဒီသူဒေသနာဌာနကြီးကအပါနတ်ဆိုတဲ့ကိုရတစ်ခုကိုစတင်အကောင့်ထဲပေါ်နိုင်ခဲ့တယ်အဲ့ဒီအချိန်ကကွန်ပျူတာတွေအစိုးရပြောလို့အရင်တစ်လုံးစာလောက်ကြီးပြီးတော့ဗျာတစ်လုံးနဲ့တစ်လုံးလည်းစကားမပြောနိုင်ကြဘူးပေါ့နော်ဒါပေမဲ့လည်း1969ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာလူတိုင်းမထင်ထားတဲ့အရာတခုဖြစ်သွားခဲ့တယ်ဒီ UCLA တက္ကသိုလ်ကနေပြီးတော့ Stanford သုတေသနဌာနစီကိုစာလုံးလေးတစ်လုံးပေါ့နော်စပြီးပို့လိုက်တယ်အစိုးရပြောလို့ပဲကျွန်တော်တို့ကွန်ပျူတာတစ်လုံးနဲ့တစ်လုံးကတော့အစိုးရပြောလို့ဆက်သွယ်တဲ့အခါမှာအဆင်ပြေတယ်ဒါပေမဲ့လည်းပေါ့နော်ဒီနေရာတနေရာကနေတနေရာကိုပို့လိုက်တဲ့အခါမှာအဲ့ဒီ data စနစ်ကိုသူတို့ကစပြီး run တာပြောချင်တာကဗျာထားပါဆိုရန်ကုန်ကနေမန္တလေးကိုစာသလုံးပို့တဲ့ပုံစံမျိုးပဲထားပါတော့ဒီ UCLA တက္ကသိုလ်ကနေပြီးတော့ Stanford သုတေသနဌာနကြီးစီကိုစကလုံးလေးတစ်လုံးပို့လိုက်တယ်အဲဒီစကလုံးလေးကဘာလဲဆိုတော့ LOGIN ပေါ့နော် login ဆိုတဲ့စကလုံးလေးပါမှန်ပါတယ်ခင်ဗျားတို့ဖုန်းနေခင်ဗျားတို့ရဲ့ကွန်ပျူတာတွေပေါ့နော်ဒီ internet ကိုအသုံးပြုရတဲ့ device မှန်သမျှရဲ့ပထမဆုံးစပြီးပို့ခဲ့တဲ့စကလုံးလေးက LOGIN ဆိုတဲ့ login ဆိုတဲ့စကလုံးလေးပေါ့နော်အဲ့လိုမျိုးလေးဗျာအဲ့စကလုံးလေးမှတ်တာပေါ့နော်ဒါဘူးသူရရပါဗျာဆိုတော့ပြောလို့ဒီ UCLA ကနေပြီးလှမ်းပို့လိုက်တော့ဘာဖြစ်လဲဆိုတော့ဒီ Stanford သုတေသနဌာနကြီးဆိုရောက်သွားတဲ့စကလုံးကကြတော့ LO နှလုံးနဲ့ပေါ့နော်လိုဆိုပြီးတော့ပဲရောက်သွားတယ် GIN ကကြတော့ဆိုတော့ပြောလို့ဂျားထဲမှာပြက်ကြကြံနေခဲ့ပေါ့နော်နိပညာကကဲတော့အခုလို LO တစ်လုံးပဲရောက်တယ်ဆိုပေမဲ့လည်းဒီဟာကကျွန်တော်တမိုင်းဝင်ပေါ့နော်ကဘာမှာပထမအဆုံးစပြီးတော့ပို့တဲ့အင်တာနက်ဆက်သွယ်မှုတစ်လုံးဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ပထမအဆုံးအင်တာနက်ကိုအသုံးပြုပို့ခဲ့တဲ့စကလုံးက LOGIN ဖြစ်တယ်ပေါ့နော်အစွာပြောလို့LOတစ်လုံးပဲရောက်တယ် GIN ကတော့မရောက်ဘဲနဲ့ဒီနီးစနစ်အခက်အခဲတွေအကြောင်းကျွန်တော်တို့ပြတ်ကျကြံနေခဲ့တယ်ပေါ့နော်လားတွေနှစ်တွေကြာသွားတဲ့အခါမှာတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ပေါ့နော်နီးပညာတွေကတိုးတက်လာသလို1980ကျော်ကာလတွေမှာကွန်ရက်တွေအများကြီးလဲပေါ်လာခဲ့ဒါပေမဲ့လည်းဆိုရပြောလို့တစ်လုံးနဲ့တစ်လုံးကိုတော့တေတေချာချာကြီးပေါ့နော်လုံးဝချိတ်ဆက်လို့ရတဲ့အနေထားတော့မဟုတ်သေးဘူး1983ခုနှစ်လောက်မှာကျတော့ဒီ Vincan နဲ့ Boncan ဆိုတဲ့သူသေနာပညာရှင်နှစ်ဦးကနေပြီးတော့ TCIB ဆိုတဲ့ပေါ့နော်နီးပညာစံနှုန်းတစ်ခုကိုစပြီးတည်ထွင်ခဲ့ပေါ့အမှန်တိုင်းပြောရမှာဆိုလို့ရှိရင်ဒီ1983ခုနှစ်ကပဲဒီပေါ့နော်ဇန်နဝါရီလ1ရက်နေ့ကဆိုရပြောလို့ချပြတဲ့ခုနှစ်ဖြစ်တဲ့အတွက်အင်တာနက်ရဲ့တရားဝင်မွေးနေ့လို့ပြောလို့ရပါတယ်ခင်ဗျားတို့ကျွန်တော်တို့အသုံးပြုနေတဲ့အင်တာနက်ရဲ့မွေးနေ့ကဘယ်နေလဲလို့မေးရင်ပေါ့နော်1983ခုနှစ်ဇန်နဝါရီလ1ရက်နေ့ပေါ့နှစ်တိုင်းဇန်နဝါရီလ1ရက်နေ့ကအင်တာနက်ရဲ့မွေးနေ့ပါပေါ့နော်โอเคအပေါ်မှာကျွန်တော်ပြောခဲ့တဲ့ချက်တွေအားလုံးကကြတော့အင်တာနက်စတင်ဖြစ်ပေါ်လာပုံနဲ့ပေါ့နော်ဒီအင်တာနက်ကိုဘယ်လိုချဲ့တွင်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြတာ
ဒီ system တွေအားလုံးကလည်းကျွန်တော်တို့ခင်ဗျားတို့အသုံးပြုရမှာမဟုတ်ဘူးเนาะဒီ server ဆိုင်ရာဝန်ထမ်းတွေနဲ့ internet company မှာရှိတဲ့ user တွေအားလုံးအသုံးပြုလို့ရတဲ့အနေထားကျွန်တော်တို့တွေသုံးလို့မရဘူးကျွန်တော်တို့ခင်ဗျားတို့တွေအားလုံးကို internet အသုံးပြုလို့ရအောင်တီထွင်ပေးခဲ့တဲ့လူက Satya Berners-Lee ဆိုတဲ့သိပ္ပံပညာရှင်တူပါဒီလူက World Wide Web ဆိုတဲ့ system ကိုတီထွင်ခဲ့တဲ့အတွက်ခင်ဗျားတို့ကျွန်တော်တို့တွေက internet ရတဲ့ဘယ်နေရာကမဆိုအခုလိုမျိုးလုပ်လို့ရတာဖြစ်တယ်ပေါ့နော်သူကကျတော့ HTML နဲ့ HTTP နဲ့ဒီ browser တွေကိုဖန်တီးထားခဲ့တဲ့အတွက်ပေါ့နော်ဒီရုပ်ပုံတွေလွတ်နေ website တွေကိုကျွန်တော်တို့လွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အကယ်၍ဒါသူဒါအခုလိုမဖန်တီးခဲ့ဘူးဆိုလို့ရှိရင် internet လည်းရကြမှာရနေလိမ့်မယ်ပြီးတော့ကျွန်တော်တို့လည်း internet အသုံးပြုကြမှာပြုလို့ရနေလိမ့်မယ်ပေါ့နော်ဒီ server ဆိုင်ရာပုံစံမျိုးလောက်ပဲအသုံးပြုလို့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကအထက်မှာပြောခဲ့တဲ့ຢာတွေအားလုံးကဒီ server ဆိုင်ရာနဲ့တို့ company အချင်းချင်းပဲအသုံးပြုလို့ရတဲ့အနေထားပါအောက်မှာပေါ့နော်ဒီ World Wide Web ဆိုတဲ့ဒီပေါ့နော် www ဆိုတဲ့ system ကြီးကိုစတင်တည်ထွင်ခဲ့တဲ့ Satya Berners-Lee တောင်းတာကျွန်တော်တို့ internet တွေကိုအသုံးပြုခွင့်ရခဲ့တာဖြစ်တယ်ပေါ့နော်ဒါတွေအားလုံးခင်ဗျားတို့တွေအကောပြသိမယ်လို့ထင်ပါတယ်အခု1990နောက်ပိုင်းမှာတော့ကျွန်တော်တို့ Google တွေ Facebook တွေ Amazon တွေပေါ့နော်စားတဲ့ company အကြီးတွေပေါ်လာပြီဗျာinternet ကဘာကြီးကို UI တွေကဖြစ်အောင်လုပ်ပေးခဲ့လိုက်ပေါ့နော်ဒါကတော့တဖြည်းဖြည်း KG တိုးတက်လာတဲ့အမျှပေါ့နော်ကဘာကြီးက UI တွေကဖြစ်သွားတယ်ဆိုတော့ပြောချင်တာပါအဲ့တဲ့ပိုပြီးစင်မနာကနောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့ပေါ့နော်internet တောင်မှပဲကျိုးတွေနဲ့မဟုတ်တော့ပေါ့နော်ကျိုးမဲ့ system တွေ Wi-Fi တွေဘာညာနဲ့တောင်ကင်လာပြီပေါ့နော်ဒီတဲ့ပိုပြီးစင်မနာနောက်ပိုင်း AI တွေဘာတွေတောင်ပါလာပြီဆိုတော့နောက်ပိုင်းပေါ့နော်ကျွန်တော်တင်တော့ internet ကိုfree တောင်သုံးလို့ရမယ့်အနေထားဖြစ်လာလိမ့်မယ်လို့တော့ထင်တယ်ခင်ဗျားတို့စဉ်းစားကြည့်ပါကျွန်တော်သိချင်တဲ့အကြောင်းအရာပါဗျာစက္ကန့်ပိုင်းအတွင်းကို internet လေးဖွင့်ပြီးကြည့်လိုက်တယ်1000တောင်မကုန်ဘူးဗျာအဲ့ဒါဘယ်လောက်ထိတန်လဲပေါ့နော်ခေတ်ကာလတွေတဖြည်းဖြည်းတိုးတက်လာတယ်နဲ့မျှပေါ့နော်ကိုလုံးချင်တဲ့အရာတွေအားလုံးကဈေးတွေတဖြည်းဖြည်းနဲ့ပေါ်လာတယ်ဆိုတော့နောက်ပိုင်း free တောင်သုံးလို့ရခြင်းရလိမ့်မယ်လို့ထင်တယ်ပေါ့နော်ကဲထားပါစို့ဒါကတော့ကျွန်တော်ခံမှန်းပြီးပြောပါပေါ့နော်ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အကြောင်းအရာလေးကတော့ internet ရဲ့အစားပြီးတော့ internet ကိုဘယ်လိုချဲ့ထွင်ခဲ့လဲပြီးတော့ကျွန်တော်တို့တွေအသုံးပြုလို့ရအောင် internet ကဘယ်လိုလုပ်ပေးခဲ့ရလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောပေးခဲ့ရပါနောက်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းပြီးတော့ပေါ့နော်ဒီနည်းပညာနဲ့ပတ်သက်တဲ့ဗဟုသုတတွေပြီးတော့အခြားပေါ့နော်အကြောင်းအရာလေးတွေကိုပြောပြပေးပါဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်ပေးကြပါအောင်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Modern Techno ပါ